သားမမေရောအလုပ်ဒီမှာပဲလုပ်တာလားဟောဟိုကတသားအရင်ကဘူးကောက်တယ်လို့ကြားတယ်ရောအဲ့ဒါမလုပ်ဖြစ်တော့တာလားဒီမှာလှုပ်နေ သူကြီးနဲ့ပြောရင်ဟုတ်လို့ပြောရတယ်ဒါအကြောင်းနေကလားအကြောင်းမနေရဘူးလားတော့ဟိုတလောကမှဟဲ့လေဖိုက်ခွဲပြီးမွေးတာကလေးကတော့သက်ရှင်မရှင်တော့နော်ဒီပေါ့ကလေးကငငယ်ရွယ်နဲ့လှုပ်နေရတာ7 နှစ်ဒီတသားလှုပ်ပြီးတော့မမီတို့ဆက်အပ်တာလို့လားဖေကဘာလို့မလုပ်တာလဲ他给敲钟。ဟော6ကျိုးနေလားဆရာကစတီယိုးတွေထည့်ထားတယ်လို့တင်ကြားတယ်ဟုတ်လားစတီယိုးတွေကလည်းဗာလဲပုံမှန်မဟုတ်တော့ဘူးတဲ့အမေကလည်းဘိုက်ခွဲထားအဲ့ခါကျတော့ဒီအိမ်တိန်လုံးမှာအလုံးလုံးမဲ့သူဆိုတာဘယ်သူမှမရှိဘူးသူပဲဖြစ်နေတဲ့ခါကျတော့သူပဲလုပ်နေရတာပေါ့